ဒီလူကတော့ကုမ္ပဏီကြီးတစ်ခုရဲ့ CEO တယောက်ပါဒါပေမဲ့သူဘလောက်ပဲချမ်းသာသူ့ရဲ့3လသားအရွယ်သမီးလေးအတွက်ကလေးထိန်တယောက်တောင်ရှာမရဖြစ်နေပါတယ်ကလေးကအရန်ကြီးကြလုံးလို့ကလေးထိန်နေဒါစင်နဲ့ချီပြီးထွက်ပြေးခဲ့ကြတာပါနောက်ဆုံးဘာမှလုပ်လို့မရတော့တဲ့အဆုံး CEO ဟာသူ့လက်ထောက်ကိုကလေးရဲ့မိခင်အရင်ကိုအမြန်ဆုံးသွားရှာစမ်းလို့အမိန့်ပေးလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲအလုတ်တက်ဝင်လာတဲ့ဝန်ထမ်းမလေးတယောက်ကကလေးကိုကူထိန်ပေးဖို့ရှေ့ထွက်လာပါတယ် CEO ကသူမကိုမြင်ချင်းမှာပဲလွန်ခဲ့တဲ့တစ်နှစ်ကဝေဝါးဝါအမှတ်တရတွေခေါင်းထဲဝင်လာပြီးသူမကိုရင်းနှီးနေတယ်လို့ခံစားလိုက်ရပါတယ်။ဒါကြောင့်သူကမင်းသားငါသမီးကိုထိန်းပေးနိုင်ရင်လစာအများကြီးနဲ့အတွင်းရင်မှုခံပေးမယ်လို့ကမ်းလှမ်းလိုက်ပါတယ်။ကောင်မလေးကကလေးကိုပွေ့ချီလိုက်တဲ့အချိန်မှာတော့သူမမျက်ဝန်းတွေဟာမျက်ရည်တွေနဲ့ပြည့်လျံသွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဒီကလေးဟာသူမရဲ့သမီးအရင်ဖြစ်နေလို့ပါ။လွန်ခဲ့တဲ့တစ်နှစ်ကမတော်တဆဖြစ်ရတဲ့တစ်ခုကြောင့်သူမဟာဒီ CEO နဲ့ကိုဝင်ရခဲ့ပါတယ်။ဒါပေမဲ့သူမမှာအားကိုးရမရှိတာကြောင့်အခုအညီမဲစွာနဲ့သူမအမိစီဖုံးဆက်ခဲ့ပါတယ်။ဒီသတင်းကိုကြားလိုက်ရတဲ့သူမအမိဟာတုန်လှုပ်သွားပြီးလမ်းမှာကားတိုက်ခံလိုက်ရပါတယ်။အမိရဲ့စီးကူသားစည်းအတွက်အကြံနဲ့ချက်ဖြစ်နေလေသူမဟာသမီးလေးကို CEO ရဲ့အိမ်ရှိမှာလှုပ်ဝက်စွာစွန့်ပစ်ခဲ့ရပါတယ်။သူမစီးရုံပြန်ရောက်တဲ့အချိန်မှာတော့အမိဖြစ်သူကနောက်ဆုံးထွက်သက်ကိုရှူနေရပါပြီ။အမိကသူမကိုကြောက်စိမ့်ဆွဲသီးလေးတစ်ခုပြီးရင်ဒုက္ခရောက်ရင်မင်းအဖေကိုတွားရှာပါလို့မှာကြပြီးကြွေလွန်သွားခဲ့ပါတယ်။စိတ်မကောင်းစရာကသူမမှာအမိကိုတင်းပြဖို့တောင်ပတ်စံမရှိခဲ့ပါဘူး။ဒါကြောင့်သူကအမိတို့အုပ်ကူဖို့ရှာဖို့ကုမ္ပဏီတစ်ခုမှအလုပ်လျှောက်ခဲ့ရတာကနေကံကြမ္မာရဲ့အလှည့်ပြောင်းအရာသမီးလေးရဲ့အဖေဖြစ်သူ CEO နဲ့ပြန်ဆုံခဲ့တာပါ။ဒီနေ့မှာတော့ဘသူချီချီငိုနေတဲ့ကောင်မလေးကဒီဝန်ထမ်းမလေးပွေ့ချီလိုက်တဲ့အချိန်မှာပဲချက်ချင်းအမှုတိတ်သွားတာကြောင့်အားလုံးအံ့ဩသွားကြပါတော့တယ်။ကဲအမှန်တရားကို CEO တယောက်ဘယ်တော့မှသိသွားမလဲ။ဆိုတာသိချင်ရင်တော့ဗီဒီယိုလေးကို like ပြီးစောင့်ကြည့်ပေးကြပါဦးနော်။